အားလုံးမင်္ဂလာပါကျော် channel လေးကိုအပင်နေတဲ့ကိုမများအားလုံးကျွန်တော်ကို subscribe နေပြီးတော့အားပေးကြပါလို့မြစ်တာရက်ခံပါတယ်ဒီလာမဲ့အပလည်းအရင်ပါရလို့မျိုးကောင်းတော့ကြိုးစားပြပါမယ်လို့ကျွန်တော်ပဲရလဲကျွန်တော်ဟိုလည်းအားပေးကြပါလို့မြစ်တာရက်ခံပါတယ်ကဲနေရပတ်တီစပ်ပြောမယ်နော်တနင်္လာအင်္ဂါနေရပတ်တီကတိလီပတ်တီတနင်္လာအင်္ဂါနေရပတ်တီကတိလီပေါ့ဗျာလောတဲ့လာတဲ့ဈေးကွက်ထိရတော့ဒီနေ့တနင်္လာနေကုန်ကတော့တနင်္လာနေကုန်တော့မဟုတ်ဘူးနော်ဒီမနေ့ဈေးကွက်ကတော့တနင်္လာမနေ့ပိုင်းဈေးကွက်က9-6ခွန်9-3 ညတီနီအထီကီဒီနေ့တနေ့ကိုဝန်ကျင်းက9-4အာနေရတော့3ညပေါ့နော်ဒါပေမဲ့ဟိုစဖွင့်ခါကြဆိုတော့လဲအာနေတို့ဘာလို့ကြောက်လဲချစ်ချင်ပြီးတော့တုံးသေးချင်တယ်ကျွန်တော်သဘောဆိုရင်ပေါ့ကျွန်တော်တို့ကြောက်လဲဖော်ပြလာရတက်ပြရတယ်ဆိုတော့လေအားကြောင့်မလို့အရင်ပါဗျာဟိုဘယ်လိုပြောမလဲဟိုအပိနေညနေရကိုကပြန်ကြရင်လည်းဇတ်တင်သွားတော်လာသွားရင်နော်ဒါပေမဲ့ဟိုအရင်ပါလည်းဘလို့ဖြစ်ပေါ်တော့အကောင်းဆုံးစူးစမ်းပေးတာလို့ဟိုမန်ပါဝင်နဲ့ဟိုပောက်ပြီးသမားလည်းအဆင်ပြေကြမယ်လို့တော့ထင်တယ်နော်ဟိုမန်ပါသမားဆိုရင်ဗျာဟို10 ချိန်လောက်တော့အောင်သွားတယ်ဗျာဟိုပောက်ပြီးယူတဲ့သူတွေကြောက်လည်း9 ချိန်လောက်တော့လည်းအဆင်ပြေသွားကြတာပေါ့ဒါပေမဲ့ဟိုနောက်ဆုံးတောက်ကြနေ့ဒီစီရတော့တော်တော်လွယ်မသွားပါတယ်ဒါပေမဲ့အဲ့တောက်ကြနေ့မနေ့ပိုင်းကလည်းအောင်မြင်ကြပါတယ်ဘောလို့ထိတ်စီလည်းမှန်တယ်အထီးကြီးအတွဲတွေလည်းမှန်တယ်လေအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel လေးကိုအားပေးကြပါလို့မြစ်တာရက်ခံပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုနေတဲ့အကူမများအားလုံးစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းနဲ့ရကြပါစေဟိုကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုနေတဲ့အကူမများအားလုံးလည်း subscribe နေပြီးကြပါအောင်တော့နောက်တစ်ခေါက်ပြန်ပြောပြမယ်နော်အားလုံးတေးစာလေးလည်းမမိသွားအောင်အာနေက3ညတနင်္လာအင်္ဂါနေရပတ်တီရ